ပြီးတော့မှ2026မှာအာရပါရခရစ်တော်နဲ့ချိတ်ဆက်ခြင်းအပြင်အသီးများစွာတီးဖို့ကျွန်တော်ဆုတောင်းရအောင်ဟာလေလုယာကိုရောဘုရားယေရှုတင်တယ်ဟောဒီနေ့ကိုရောဘုရားရဲ့နှုတ်ကပတ်တော်အားဖြင့်ဒီနေ့ရဲ့ဝန်ခံချက်အားဖြင့်ကျွန်တော်တို့ဘုရားစကားပြောရတဲ့အတွက်ယေရှုတင်တယ်ကိုရောဘုရားနဲ့ချိတ်ဆက်သောအသက်တာဖြစ်စေပါကိုရောနဲ့ချိတ်ဆက်သောအသင်းတော်ဖြစ်စေပါကိုရောချိတ်ဆက်သောသာသနာဖြစ်စေပါကိုရောချိတ်ဆက်ထားသောမိသားစုဖြစ်စေပါဒါဆိုရင်မိသားစုတွေကစ조사ပြီးညှစ်ထုတ်စရာမလိုပဲကိုရောဘုရားထံမှာသောကောင်းကြီးမင်္ဂလာများအသီးတွေများစွာသီးနေမှာဖြစ်တဲ့ယေရှုတော်ကိုချီးမွမ်းပါတယ်ဟာလေလုယာဟာလေလုယာဒီချိန်မှာယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဝင်မြောက်ဖို့ရတဲ့ဖြစ်ပါတယ်နော်5 4 3 Happy New Year ဆိုပြီးတော့အားရပါဝေခံရ1 2 3 Happy New Year